Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်မနေ့ကမီဇူနိုဆိုင်လေးရောက်တယ်ပေါ့မီဇူနိုဆိုင်ရောက်တယ်ဆိုတော့ကျွန်တော်ဒီနှစ်ကျွန်တော်စီးဖို့အတွက်ကျွန်တော်ဒီဘောလုံးကဖက်နဲ့သွားရှာရင်လည်းကျွန်တော်ကြိုက်ဆုံးဖက်နဲ့တင်ရရခဲ့တယ်ဆိုတော့ဒီနေ့ review လုပ်ရင်းနဲ့unboxing လုပ်ကြည့်ပါပေါ့အတူတူကြည့်ကြမယ်ဖက်နဲ့လေးကဘာဖက်နဲ့လဲဆိုတော့မီဇူနိုတွေကပဲကျွန်တော်က FR တွေကကြိုက်လို့ FR ဟိုမှ limited edition အကန့်အသတ်နဲ့ထုတ်ထားတဲ့ဖက်နဲ့ဒါဒီကောင်က Mizuno Alpha ဟိုမှာ SR4 ဆိုပြီးတော့ Sergio Ramos အတွက်သူ့အတွက်ပေါ့နော်သူ့ရဲ့ဟို signature ဖက်နဲ့ limited edition အကန့်အသတ်နဲ့ထုတ်ထားတာဒီကောင်အားလုံးမှာထောင်ကနန်းလောက်ပဲထုတ်တယ်လို့တော့ကျွန်တော်သိရတယ်ဆိုတော့ကျွန်တော်လက်ထဲကိုကျွန်တော်အခုတင်ရလာပြီဆိုတော့ဒါလေးကိုဖွင့်ကြည့်ကြမယ်ကျွန်တော်ကပုံမှန်ဆိုရင်ကျွန်တော်40ဝယ်စီတယ်ဒါပေမဲ့ဒီဖက်နဲ့ကိုကျွန်တော်41စမ်းစီးကြည့်မယ်ဆိုပြီးတော့41ဝယ်လိုက်တယ်မီဇူနိုဆိုင်ရောက်တော့ပြောပြအောင်မယ်ကျွန်တော်ကဒီဖက်နဲ့လိုချင်တယ်ပေါ့နော်ဒီဖက်နဲ့ကိုကြိုက်တယ်ဆိုတော့သူတို့ကပြောတာဒါဒီကောင်ကဟို limited ဆိုတော့ပေးမစီဘူးတဲ့ပေးစီလို့မရဘူးတဲ့ကိုယ့်ရဲ့ကျွန်တော် site အမှန်ကိုပြောသူတို့ထုတ်လာပေးမယ်ကျွန်တော်ချစ်တာကိုဒီကောင်ပေးမစုဘူးစွလို့မရဘူးအဲ့ကျွန်တော်တခြားအဲ့ဖက်နဲ့ပေါ့နော်တခြားဖက်နဲ့41ကိုစမ်းစီကြည့်ပြီးတော့မှโอเคရတယ်တော်တယ်ဆိုတော့မှဒီဖက်နဲ့41ကိုယူအခုထိကျွန်တော်မစွတ်ရသေးဘူးပေးမစွတ်ဘူးသူတို့ပြီးတော့ဒီကောင်ကအကန့်အသတ်နဲ့ထုတ်တာဆိုတော့ဒီကောင်ကဘယ်လိုပြောရမလဲဟိုဝယ်ချင်တိုင်းများဆက်ဝယ်လို့မရဘူးတကယ်လို့သူရဲ့ official website တို့ online တို့မှာတော့ဝယ်မယ်ဆိုရင်လည်းသူဟိုကျွန်တော်ဗျာစီဝါရေးဆန်ပြီးတော့9ရန်လို့10ရန်လို့အဲ့လိုတော့ဝယ်လို့မရဘူးအကောင့်တစ်ခုမှ1ရန်ပဲပေးအောင်တယ်သူပြီးတော့အဲ့လိုလှုပ်ရှားမှာဆိုလို့ဗျာပြောရရင်ဒီမှာဖက်တွေအများကြီးဝယ်စုလာပြီးတော့ဒီကောင်ပြန်ပြီးတော့ဈေးတွေတင်ပြီးတော့ရောင်းမှာဆိုလို့သူကပေးမှုတယောက်ကိုအဲ့လိုပေါ့အကောင့်တစ်ခု1ရန်ပဲပေးဝယ်မယ်ပြီးတော့ဒီကောင်ကအခုကျွန်တော်41ရသွားဒီကောင်41ဝယ်တဲ့လူကုန်သွားပြီဆိုရင်ဘာမှထပ်မထုတ်တော့ဘူးဖက်ကဒီ1ရန်ပဲကုန်သွားရင်ထပ်မထုတ်တော့ဘူးနောက် pre order လည်းမရတော့ဘူးကိုလိုချင်တော့မရတော့ဆိုဒီကောင်သိမ်းထားလိုက်ရင်ကျွန်တော်တို့ဟိုပါဖြစ်မယ်နောက်ပိုင်းဈေးတက်လာဖို့တော့ရှိတယ်ဒါပေမဲ့ကျွန်တော်ကအဲ့လိုမျိုးလူမျိုးမဟုတ်ဘူးကျွန်တော်စီးကျင်လို့ဝယ်တာဆိုတော့ဒါစီးပြဖို့တော့များပါတယ်ဆိုတော့ဖက်နဲ့လေးကိုကျွန်တော်ဖွင့်ကြည့်ကြမယ်ဒါဂျပန်ဒါမင်းဂျပန်ဆိုတဲ့အတိုင်းဟိုကတော့အသားတော့ရှယ်ကောင်းအိတ်ကလည်းမာဆာဂျိုရာမိုစ်နာမည်ပါတယ်ဖက်နဲ့ကဒီမှာဒါအရင်ကျွန်တော်စီးနေကြ Alpha ကိုကြိုက်လို့ကျွန်တော်တော့ဝယ်တာပေါ့နော်ဟိုပြောချင်တာကဒီဖက်နဲ့ကျွန်တော်လာမင်းနေကြတယ်ဘောလုံးကဖက်နဲ့ထဲမှာဘယ်ဝင်ကောင်းမလဲတို့ဟိုညှို့ဝေးပါအောင်တို့တင်မလားဟိုဘယ်ဖက်နဲ့ဝင်တင့်တော်မလဲဆိုကျွန်တော်ကတော့ကျွန်တော်ပြောချင်တာလေကျွန်တော်ဘောလုံးသမားဘဝတောက်လျှောက်လုံးစီးလာရတဲ့မှာမီဇူနိုလောက်ကောင်းတယ်ကျွန်တော်မတွေ့ဘူးဒါကျွန်တော်စပွန်ဆာရလို့ပြောတာမဟုတ်ဘူးဒါပေမဲ့ဟိုအတွေ့အကြုံရပြောတာမီဇူနိုလောက်ကောင်းတဲ့ဖက်နဲ့ကျွန်တော်မတွေ့ဘူးခံတာရောအကျန်းခံတာရောဒီ6တော့အတွက် comfortable ဖြစ်တာရောအဆုံးအတွက်ကမီဇူနိုအကောင်းဆုံးပဲကျွန်တော်လာမီးရဲ့လူတွေကျွန်တော်ဒီကနေတခါလေးပြောတာဟိုတကယ်လို့ပတ်စံများသုံးမယ်ဟိုဖက်နဲ့ကောင်းလိုချင်တယ်မီဇူနိုပဲဝယ်နော်ဖက်နဲ့လေးရည်မှာရှယ်လာဒီကောင်ဒီမှာ SR ဆိုပြီးတော့သူ့ရဲ့ signature Sergio Ramos အတွက်ဟာလေးပါတယ်ကျွန်တော်စိုးထုတ်ကြည့်လားဆိုးမိုက်ဆိုးဒီမှာလေဟိုလူမျိုးပြလေသားလူမျိုးပဲသူကတည်တာတစ်ထပ်အုပ်ပြီးထားတယ်မချောဘူးဒီသားမချောဘူးသူကကုတ်အားကောင်းမဲ့သဘောရှိတယ်ဒီဖက်နှက်ကပြီးတော့ဟိုသူတို့ဟိုဒီဒေးကျင်ညာချက်အရာဒီကောင်195 gram လေးတယ်ဗောနော်အလေးချိန်ကမှ195 gram ရှိတဲ့ဖက်နှက်ကဒါထိတ်ဆုံးဖက်နှက်ပဲအခုကျန်တဲ့ဖက်နှက်တွေထွက်လာလိမ့်မယ်ပေါ့ပြီးတော့195 gram
ရှိတယ်ဆိုပြီးထွက်လာလိမ့်မယ်ဒါပေမဲ့ဒီကောင်ကကျတော့ထိတ်ဆုံးထုတ်တာအဲ့အလေးချိန်မှာဒီကောင်ထိတ်ဆုံးဖက်နှက်တယ်မှာပါတယ်အဲ့လိုအလေးချိန်အပေါ်ဆုံးဖြစ်အောင်ထုတ်ထားရတယ်မှာပြီးတော့ဒီကောင်ကသူ့ရဲ့ဒီအသားနော်သူ့ရဲ့အသားကသူတို့ကဒီနိုင်လွန်ကြိုးတည်လားနိုင်လွန်ကြိုးတွေကိုသူကရက်ပြီးတော့နိုင်လွန်ကြိုးတွေကိုရက်ပြီးတော့မှဒီမှာနိုင်လွန်ကြိုးတွေကိုရက်ပြီးတော့မှအဲ့ဒီထဲမှာနိုင်လွန်ကြိုးတွေရက်ထားတဲ့ပိတ်စပါတယ်ပြီးတော့ဒီအပေါ်ကနေပြီးတော့ဒီလိုမျိုးလဲတာလိုမျိုးပေါ့လဲတာလိုမျိုးကကုတ်တင်လှုပ်လိုက်တာလဲတာလိုမျိုးကုတ်တင်လှုပ်လိုက်တာပြီးတော့သူတို့ဒီပြောပြချက်အရာကဒီစီးလိုက်တဲ့အခါမှာကို6အကျဉ်းကျယ်တည်လား6ကကျယ်လို့ရှိရင်လည်း तू ကပို့ဟိုနည်းနည်းကိုကားပေးနိုင်တယ်6ကသေးလို့ရှိရင်လည်းကြုံပေးနိုင်တယ်အဲ့လိုသဘောမျိုး तू ကဒီအသားအဲ့လိုသဘောမျိုးဟိုနီးစနစ် technique ပေါ့သူတို့ထည့်သွင်းလာတာအဲ့နိုင်လွန်ကြိုးကိုရက်ပြီးတော့သူတို့ထုတ်လုပ်ထားတယ်ပေါ့နော်ပြီးတော့ဒီကောင်ဒီရှာကြတော့ကျွန်တော်အရင် alpha ဖနက်ကိုပြောဦးတဲ့အတိုင်းပဲဘေးကိုလို့ရိုင်းမထွက်ချော်မထွက်သွားအောင်သူတို့ကဒီ grip ကိုကောင်းသုံးထားတယ်ဒီရှာကိုမချောအောင်ပေါ့နော်ရှာကိုကောင်းသုံးမိတာလေပြီးတော့ဒီကျွန်တော်ပြေးတဲ့အချိန်မှာဒီလိုဒီလိုအဲ့လိုကိုရဲ့ weight ပေါ့နော်ကိုရဲ့ weight နဲ့ဖိလိုက်တဲ့အခါတိုင်းမှာသူကအဲ့ energy foam ကအဲ့ပေါစွမ်းရည်ကိုပို့ပြီးတော့ပြန်ထုတ်ပြီးတယ်ကိုပြေးတဲ့အချိန်မှာပြေးနင်းလိုက်တဲ့အချိန်မှာပြန်ပြီးတော့ပင့်တင်ပေးတယ်ပေါ့နော်အဲ့လိုသဘောမျိုးသူကပို့ပြီးတော့ speed မြန်အောင်ပေါ့နော်အဲ့လိုသဘောမျိုး energy foam သုံးပေးထားတယ်လို့ပြောတယ်ပြီးတော့ဒီကောင်ရဲ့ဒီကော်မှာကော်ပြင်ကိုသူနောက်တဲ့အပေါ်မှာကုတ်တင်ပေါ့ကုတ်တင်ဆိုတာဒီလိုဘယ်လိုပြောရမလဲပို့ပြီးတော့အကျန်းခံအောင်ပို့ပြီးတော့ဟိုဖြစ်အောင်ကုတ်တင်တစ်ထပ်တုပ်ပေးထားတယ်ပြီးတော့ဒီကောင်ကိုဘာကြိုက်လဲဆိုတော့ဒီဘားကမတွေ့တာဘားကိုကြည့်တွေ့ကန်နော်အဲ့ဒီဘားကမြက်ခင်းတူရောမြက်ခင်းအစ်စ်ရောဗမာစီစီရတယ်အင်ဒိုအောက်ဒိုမြက်ခင်းတူမြက်ခင်းစစ်ညီမာတဲ့နေရာအကုန်စီးလို့ရတယ်ဒါသူတို့ကအဲ့အတွက်ဒီဇိုင်းထုတ်ပြီးလာတာဆိုတော့ကျွန်တော်တို့ဒီဖနက်ဝယ်မယ်ဆိုရင်ရွေးရမလို့ဘယ်ကွင်းလဲပါအတွက်ရွေးရမလို့ဒါဝယ်လိုက်ဒါအကုန်လုံးအတွက်စီးလို့ရတယ်ဈေးအနေနဲ့ကကြတော့ဒါကျွန်တော်339စာလုံးစင်ကာပူဒေါ်လာ339ပေးရတယ်ပေါ့နော်ဒါဟိုအခုမှထွက်ထားမကြသေးဘူးဆိုတော့ဈေးတော့သူတို့ချမဲ့ပုံတော့မပေါ်ဘူးနောက်ပိုင်းကျွန်တော်ဒါကိုတင်ထားခဲ့လို့ရှိရင်ဈေးတင်ပြီးတော့ပြန်ရောင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်စီးပြဖို့တော့များပါတယ်ဆိုတော့ဖနက်လေးကလုံးဝအပြစ်ပြောစရာမရှိဘူးအရန်ကောင်းတယ်အရန်ကောင်းတယ်စီးကျင်စရာတော့မရှိဘူးနော်ဒါဆိုင်ရပေးတော့မစီးပဲနဲ့ဝေလာတဲ့ဖနက်ဆိုတော့အခုထိလည်းမစွတ်ရသေးဘူးကျွန်တော်စဉ်းစားလိုက်အောင်စီးတင်မစီးတင်တင်ထားရင်ကောင်းမလားစီးရင်ကောင်းမလားကဲဘာလို့တင်လဲမသိဘူးကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဖနက်ကကျွန်တော်ဟိုလမ်းညွန်ပေးတဲ့ဖနက်ထဲမှာဒီဖနက်ကိုတော့ဒါထိတ်ဆုံးပေါ့နံပါတ်1အနေနဲ့ကျွန်တော်ဒါသတ်မှတ်ထားပါတယ်ဘာလို့ဆိုတော့ကျွန်တော်အရှိတစ်ခေါက်တုန်းကဒီလိုမျိုး alpha အဖြူရောင်လေးတင်စီးဘူးထားတော့ဒါကျွန်တော်ဒီဖနက်ကိုအကြိုက်ဆုံးအခုလက်ရှိမှာအကြိုက်ဆုံးဖနက်ဖြစ်နေဆိုတော့ဝယ်မယ်ဆိုရင်ဒီဖနက်မီဇူနိုထဲမှာဒီကောင်ဝယ်သင့်ပါတယ်ဒီ limited မဟုတ်ရင်လည်းတခြား alpha တွေလည်းကောင်းပါတယ်ဒီလိုမိုးပဲသူတို့ထုတ်လုပ်ပေးတာပေါ့နော်ဒီလို technique အတိုင်းထုတ်လုပ်ပေးတာတော့ဒီတခြား design ပေါ့နော်တခြား alpha တဲမှာတခြား design တွေဝယ်ရင်လည်းဝယ်သင့်တဲ့ဖနက်လို့ကျွန်တော်ပြောချင်ပါတယ်ကဲအားလုံးပဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲဘိုင်ဘိုင်ကျွန်တော်ဒီဖနက်လေးကိုစမ်းပြီးတော့နောက်စမ်းစီကြည့်မယ်ကဲဘိုင်ဘိုင်